Hello ဟိုမနေ့ကတော့အမတယောက်ကမေးထားတယ်ဟိုတနေ့ကလေကျွန်တော်လေသာကုတ်အနေနဲ့ကာဝယ်မဲနေပြီဆော့တဲ့ဗီဒီယိုပို့ပြီးတော့အဲ့ကုတ်လေးဘယ်ရောက်ဝယ်လဲဆိုတော့ဝယ်ထားတာကြာပြီအဲ့ကုတ်က export ထက်ကျွန်တော်အကောင့်တော့ပြန်ရှာပေးမယ်ရှိတယ်ဆိုရင်တော့ရမယ်ရှိတယ်ဆိုရင်တော့ကျွန်တော်ပို့ပေးမယ်ပေါ့နော်မရှိတော့ဆိုရင်ကျွန်တော်တို့မမှတ်မိတော့တကယ်ပြတလားပိုင်းတော့မရောက်တလားပိုင်းလောက်ကပေါ့နော်တလားပိုင်းလက်အစားလောက်ကကျွန်တော်ဝယ်ထားတာရောက်ပြောတာလာပိုင်းလာအစားဝင်ထားတာ၄ပတ်တော့ကျွန်တော်စောင့်လိုက်ရတယ်ဒီကဝယ်တော့အမေမသိဘူးနော်အမေမသိဘဲနဲ့မှာ၄ပတ်လောက်စောင့်လိုက်ရတယ်၄ပတ်လောက်စောင့်ပြီးတော့မှဝယ်တာအဲ့တော့6000ကျော်ပဲဒါပေမဲ့6000ကျော်တန်တယ်ဒီ quality ကတေးမဟုတ်ဘူးလေဟုတ်တယ်မလားလဲသားကို6000ကျော်နဲ့အစစ်ကြီးတော့မဟုတ်ဘူးပေါ့ကွယ်အဲ့ဒါအစစ်ကြီးကိုကျွန်တော်တွဲမိတာ3သိန်း4သိန်းကျော်တယ်အဲ့လောက်ကြီးတော့မဟုတ်ဘူးပေါ့ရှင်ဟုတ်တယ်မလားနော်ကျမလည်းအစစ်ကြီးလို့မပြောနေပါဘူးเนาะလာပြောကြမှာဆိုလို့ဒီဟာကိုပြောတာဒီကညီမဝယ်တယ်6000 4000လား6000ဘယ်လောက်လဲမသိ6000ကျော်ပို့ကားနဲ့ဆိုရင်ညီမ9000နီးပါးလောက်ညရှင်းလိုက်ရတယ်တော့အမေတို့လဲရတာပေါ့4000ဝယ်ပြီးတော့နော်နောက်တစ်ခုကဒီကုတ်လည်းမင်းများတယ်ဒီကုတ်ကတော့ညီမအကြိုက်ဆုံးပဲဈေးလည်းတက်တာတယ်ဒါတော့ပါခက်ဒါလေးဖြုတ်ပြီနော်ဈေးလည်းတက်တာတယ်ပြီးတော့ဝေးရတာလည်းအရမ်းမိုက်တယ်လုံးဝတော့ခရတော့ဆိုတော့ဓပုံလေးရှိရတင်ပေးထားမယ်ပြီးတော့အရောင်က2ရောင်ဆက်ဆိုတော့လေစောက်ရမ်းကြိုက်တယ်ဒေတာတော့အေးဆက်ပြီးတော့စောက်ရမ်းမိုက်တယ်ဒီကဆို2400ပဲပေးရ2400ရမှတ်ရနောက်ပြီးတော့မေးတာဒီဟာဟဲ့မကလာတချင်းမချတော့ရိုက်တာများတော့ဒီဟာကဂမုံပွင့်လေအစ်စ်ဖွင့်လာတဲ့ဂမုံပွင့်ရဲ့အောက်ကအိုးရှင်းမှာဝယ်ရ3000ပဲပေးရတယ်မိနစ်က1တောင်ဝယ်တာဒီကကျန်တဲ့ဟာတွေကတော့ဂုံးစင်းထားတာတွေပဲဂုံးစင်းထားတာပြောရင်ရှင်တို့မျက်လုံးမှာပြိုးရမယ်ဒီကဆိုရင်ဒီမှာအဖေဟာအကြီးပဲငါနဲ့ဆိုလောက်ရှိတယ်ဒါညီမအဖေဟာငါယူလိုက်တာဒါအမေပေးထားတာအမေတရုတ်ပြည်တက်တော့အမေဟာဒါကြီးလည်းအကြီးပဲဒါလည်းခါပုတ်ရတယ်6နာသွားတော့တပုတ်ရိုက်တော့ခဏကျင်းတဲ့ဟာတွေလည်းအဲ့လိုပဲအမေပေးလိုက်ဦးလေးပေးလိုက်ဒါတော့ဦးလေးပေးတာဒါကျမတခါမှမဝင်ရသေးဘူးနော်ဦးလေးတက်လေးပေးထားတာတခါမှလက်ဆောင်မပေးတဲ့ဦးလေးရှိရရှိထားမရှိသေးတယ်ဒါလေးကအမေဝယ်ပြီးတာဝယ်တဲ့နေ့တော့မတော်ဘူးအခုမှတော်တာဝယ်တော့ကကြီးသေးနေတာပေါ့နော်ကျမကကြီးနေအိမ်ညာသေးနေအဲ့လာပြောတာဒီညာဒါကျွန်မပိုင်တဲ့ဟာတွေပါကျမလေအင်ချီကိုစောက်ရမ်းကြိတ်တာဒါအဖေပေးတာဒါအဖေရှိရယူတာဒါအမေရှိရယူတာဒါဦးလေးရှိရယူတာဒါတော့အမေဝယ်ပေးတာကြာပြီ2022တုန်း2022အဲ့ New Year နေ့မှာပုတ်တာတစ်ခါပဲဝယ်ရသေးတယ်ဒီကလေးတစ်ခါပဲဝယ်ရသေးတယ်ဒီကလည်းအမေရှိရယူတာဒါလည်းအမေရှိရယူတာဒါလည်းအဖေရှိရယူတာဒီကဒါအဖေရှိရယူတာဒါတော့အမေဝယ်ပေးတာဒါကတော့အမေမသိတော့ခိုးဝယ်တာဒါလည်းတူတူပဲဒါလည်းအမေဝယ်ပေးတာဒီမှာယောက်ျားလေးတော့မဟုတ်ပါဘူးဒါပေမဲ့ကုတ်ဝယ်ရတာစောက်ရမ်းကြိုက်တယ်လို့ရှိရင်ပေါ့နော်လို့ရှိရင်မေကမေးတာနေယောက်ျားလေးလားပေါ့နော်ယောက်ျားလေးပဲကုတ်ကြိုက်တယ်ဆိုတော့အတူတွေအဲ့လောက်မဝယ်ဘူးဆိုတော့ကျွန်တော်ကလည်းမရှိစကတ်အတူဆိုရင်ဒူးဖုံးလောက်2ထည်လောက်ပဲရှိစကတ်အတူက2ထည်အဲ့ဒါတော့မှလက်ဆောက်တယောက်ပေးတယ်တယောက်တစ်ခုကမေဝယ်ပေးတာပေါ့နော်အတူရှိလည်းမဟုတ်ဘူးကြိုက်တာဖက်နဲ့အင်ချီရတော့အသေးကြိုက်တယ်ဖက်နဲ့အိတ်လေးကြိုက်တယ်ဒါပေမဲ့အိတ်က favorite ထဲမှာလောက်မပေါ့ဖက်နဲ့ကတော့ဆောင်းရမ်းကြိုက်တာအင်ကြီးဆိုရင်လည်းကုတ်ရှည်ကြီးတွေဟူဒီအကြီးတွေအဲ့လိုမျိုးကြိုက်တာပေါ့နော်အဲ့တော့ယောက်ျားလေးတော့မဟုတ်ဘူးယောက်ျားလေးယူထားပါတယ်ဒါပေမဲ့ယောက်ျားလေးဝယ်ဆောင်ကြိုက်တယ်အဲ့ဒါပါလို့နော်ကျမရဲ့ကုတ်တီကျမကြွားတာပေါ့ရှင်နော်ကျမလည်းကျမရှိတာကျမကြွားတာပေါ့ရှင်နော်ဟုတ်ပြီလားရှင်တို့ပြောသလိုပဲကျမလည်းကြွားတာပေါ့ရှင်ပြီး comment အောက်မှာလည်းကြွားနေဟုတ်တယ်ဟေးငါရှိတာငါကြွားတာအဲ့ဒါပြောတာဘိုင်